ငိုခဲ့ဘူးတယ်ကိုအနာကိုခဏတာလာနေတဲ့သူကိုထာဝရလို့ထင်ပြီးစွန့်ပစ်သွားမှကြောက်လို့စိုးရင်စိတ်နဲ့ငိုခဲ့ဘူးတယ်ကိုပြုံးပြပေမဲ့မဲ့ပြသွားတဲ့သူတွေကြောင့်ဘာများမှားသွားလဲလို့တွေးပြီးတော့ငိုခဲ့ဘူးတယ်အရာရာကိုမျှတမှုမရှိခဲ့လဲကိုချင်းစာစိတ်စာနာစိတ်ကြောင့်နားလဲပေးခဲ့ပေမဲ့အခါကလှည့်စားခံရတဲ့အခါမှာဝမ်းနေခြင်းကြောင့်ငိုခဲ့ဘူးတယ်အသေးစိတ်ကစအလေးနဲ့ထားပြီးဂယုစိုက်ပေးခဲ့တာကိုစော်ကားခံရတဲ့အခါတိမ်ငယ်မှုကြောင့်ငိုခဲ့ဘူးကိုမျက်လုံးတို့တန်ဖိုးထားပြီးတော့စောင့်ရှောက်ပေးခဲ့တာကိုချုပ်ချယ်တယ်မလွတ်လပ်ဘူးလို့အပြောခံရတဲ့အခါရက်ဆက်လိုက်တာလို့တွေးမိပြီးငိုခဲ့ဘူးတန်ရောစင်တွေ့တာမှုတစ်ခုကြောင့်သစိမ့်ဆန်သွားမှဆိုလို့ကိုယ့်ဘက်ကအလျှော့ပေးပြီးတော့ခင်တွေခဲ့တယ်အပိုဒီပါလို့အေးဆက်စွာပြောထွက်လာတဲ့အခါနာကြီးမှုကြောင့်ငိုခဲ့ဘူးနှစ်ဦးကြားရင်းနှီးမှုတွေကိုယ့်ကြောင့်ရင်းရင်သွားမှဆိုလို့အရာရာကိုအလိုလိုက်ပြီးတော့အနစ်နာခံပေးခဲ့တာကိုအနံယူတာခံရတဲ့အခါလောက်ရလိုက်တာလို့တွေးမိတယ်လို့ပြောခဲ့တယ်ဘဝမှာကိုယ့်ဘက်ကလေးလေးနက်နက်တွေ့ရင်းပြီးတစ်ဖက်ကအတိအမှန်မ